အတွင်းယံနှစ်ပါးလို့ခေါ်တယ်။ဘာယံနေလဲအပြင်ယံကရှောင်သွားလို့ရတယ်ဒီလမ်းမှာကိုနဲ့မတည့်တဲ့သူရှိရင်ဟိုဘက်30လမ်း30လောက်ကပတ်သွားလို့ရတာဟုတ်လားအပြင်ယံကရှောင်သွားလို့ရတယ်ပြိဿရဲ့အတွင်းယံကရှောင်လို့ရလားမရဘူးကိုရှိတဲ့နေရာ तू တခါတည်းပါတာနော်အဲ့ဒါမြတ်စွာဘုရားကအိတ်တာနဲ့မစ္စရိယကိုအတွင်းယံလို့ခေါ်တယ်တတ္တဝါတွေတဲခြင်းပေမဲ့မတဲကြဘူးဆိုတာနံပါတ်1မနာလိုခြင်းအိတ်တာတရားဘာတရားလဲအိတ်တာကမနာလိုတာမစ္စရိယကဝင်တိုးတာတယောက်နဲ့တယောက်မနာလိုလို့ဖြစ်ကြတာမတည့်တာဟုတ်ရဲ့လားမနာလိုလားနာလိုလားဟမ်မနာလိုတဲ့သူများလားနာလိုတဲ့သူများလားကိုရက်သားရင်နာလိုလားမနာလိုဘူးလားနည်းနည်းလေးမှအသာမခံဘူးနော်နည်းနည်းလေးမှအသာမခံဘူးနည်းနည်းလေးသာလိုက်တာနဲ့စိတ်ကလေဟိုးလက်ခုပ်မတီးပေးနိုင်ဘူးတာဓုမခေါ်ပေးနိုင်ဘူးရွယ်ဆောင်ပြီးတော့ပြောကြီးပွားမှာပေါ့တိုးတက်မှာပေါ့အေးဒီကောင်မကဘာဖြစ်တာညာဖြစ်တာဆိုနောက်ွယ်မှာအတင်းနေလျှောက်ပြောဟုတ်လားနော်အဲ့ဒီအိတ်သားတရားကြောင့်ပြိဿရဲ့တတ္တဝါတွေမတည့်တာခြေတွေဝင်တာပဲနော် jealous ဖြစ်တာလေဖြစ်လားမဖြစ်ဘူးလားအတော်ဖြစ်တဲ့တော့ကြောင်းသားချင်းချင်းလည်းမနာလိုစိတ်ရှိတယ်မရှိဘူးလားဈေးသည်ချင်းချင်းရောမဖြစ်ဘူးလားဆရာဆရာမချင်းချင်းရောဖြစ်တယ်နော်မနာလိုစိတ်အခု promotion ကာလဆိုဟိုကယာတုတွေတို့ဒီဘက်ကယာတုမတိုးတဲ့သူကဓာတုမခေါ်နိုင်ဘူးဝမသာပေးနိုင်ဘူးမနာလိုစိတ်ကအရင်ဝင်တာပဲဟုတ်လားဟိုသူတို့က transformer power transfer ကြွားကိုက transfer မကြဒီမှာပဲဆက်နေသူကယာတုတူကိုကယာတုမတိုးယာတုတိုးတဲ့သူကိုမနာလိုဖြစ်တချို့ကြယာတုတော့တိုးတယ်ဟိုးရွာတွေရောက်သွားဆိုသူတို့ကလည်းမကျေနပ်ပြန်ဖြစ်ယာတုတိုးမဲ့အစားဒီမှာပဲနေတာကပိုကောင်းသေးတယ်ဆိုပြီးတော့လူတွေမှာအမျိုးမျိုးလေအဲ့ဒါမနာလိုစိတ်တွေဝင်ကြတာနော်အဲ့ဒီမနာလိုတဲ့စိတ်တွေကြောင့်မတည့်တာတဲ့မနာလိုတဲ့စိတ်ကဘာဖြစ်လို့ဝင်တာလဲမနာလိုတဲ့စိတ်ရဲ့ဆန့်ကျင်ဘက်ကနာလိုတဲ့စိတ်ဘာလိုတဲ့စိတ်လဲအိတ်သာရဲ့ဆန့်ကျင်ဘက်ကမုဒိတာတရားဘာတရားလဲဝါမသာပေးနိုင်လို့ဝါမသာပေးနိုင်လို့ယာတို့လေးတို့တယ်ဝါမသာပေးနိုင်ဘူးနော်ဂုံလေးတက်တဲ့ဝမ်းမသာပေးနိုင်ဘူးဖေပါပေးခံရတယ်မျက်နှာသာပေးခံရတယ်ဝမ်းမသာနိုင်ဘူးအဲ့ဒီစိတ်တွေရှိနေလို့တယောက်နဲ့တယောက်ဟိုကကိုယ်တက်နက်နက်လေးသာဝါရင်မနာလိုစိတ်ဖြစ်တယ်။ကျောင်းသားအချင်းချင်းလည်းစားတော်ရင်မနာလိုဈေးသည်ချင်းချင်းလည်းဟိုဘက်ကဈေးရောင်းကောင်းရင်ဒီဘက်ကမနာလိုဓာတုမခေါ်နိုင်ဘူးနော်။ဆရာမချင်းလည်းဟိုဘက်ကကျူရှင်အခုကျူရှင်ကောင်းတာတွေနောက်ကိုလိုက်ရင်လိုက်နေမကောင်းတာတွေကကိုယ့်နောက်ကိုပြန်လာလားမလာဘူးလားလာပါဆိုတဲ့လူကျင်မှုနောက်ကိုလိုက်ရင်နဲ့အလာပါဆိုတဲ့မလူကျင်မှုကပါနေတော့တာရသောဆိုတဲ့အချမ်းရံပေါ်များဖို့ကြိုးစားရင်နဲ့အရသောအချမ်းရံမရှိဘဲတယောက်တည်းအထီးကျန်ဖြစ်နေတာလေလေကြုံကိုကြုံနေရသေးတာလောကရန်နောက်ကိုလိုက်ပေမဲ့လောကရန်ကိုနောက်ကိုပြန်လိုက်လားမလိုက်ဘူးလားချင်းမမှုကိုခံယူဖို့ကြိုးစားရင်းနဲ့ကဲ့ရဲ့မှုတွေလည်းကိုယ့်ရှိပြန်ရောက်နေတော့တာချမ်းသာအောင်ကြိုးစားရင်းနဲ့ဆင်းရဲတာတွေရောရောက်လာလားမရောက်လာဘူးလားကိုယ်လောကကြီးတောင်ပြည့်စည်နေလားမပြည့်စည်ဘူးလားအကောင်အဆိုးအလုတ်တွေရှိနေသမျှအကြောင်းအကျိုးအထုပ်တွေလည်းရှိနေအောင်မှာအကောင်အဆိုးအလုတ်တွေရှိနေသမျှအကြောင်းအကျိုးအထုပ်တွေလည်းရှိနေအောင်မှာဗုဒ္ဓဘာသာရဲ့ကံကံရဲ့သဘောမှာကောင်းတာလုပ်ပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်အလုတ်ရှိရင်အကျိုးပေးဆိုတာရှိလားမရှိဘူးလားပရိသတ်ကိုယ်တန်တရားအဆက်ပြတ်ဖို့ဆိုရင်ကိုယ်ကံကိုကိုယ်ဖြတ်မှပဲပြတ်တော့တာကံကိုဉာဏ်နဲ့ဖြတ်မှနိဗ္ဗာန်ရမယ်ကံကိုဘာနဲ့ဖြတ်မလဲဉာဏ်မပါရင်ကံကခြေလဲသွားလိမ့်မယ်မိုးကုဆရာတော်ဘုရားရဲ့စကားကောင်းကံမကောင်းကံတွေကိုဝိပဿနာဉာဏ်မဲ့ဉာဏ်ဖို့ဉာဏ်နဲ့ဖြတ်လိုက်တဲ့အခါကျတော့မှပြတ်သွားတော့တာအဲ့ဒီကံတွေကိုဉာဏ်နဲ့မဖြတ်နိုင်နေကတော့လေကံတရားတွေရဲ့ခြေလဲမှုနောက်မှတို့တွေလိုက်နေရမလိုက်နေရဘူးလား
အကောင်းအဆိုးအလုတ်တွေရှိနေသည်များအကြောင်းအကျိုးအထုပ်တွေလည်းရှိနေအောင်မှာပဲကိုယ်တန်တရားအဆက်ပြတ်ဖို့ဆိုရင်ကိုယ်ကံပဲကိုဖြတ်ကြပါစို့ကိုလောကနဲ့ကိုပါပဲမတရားတော့ပရိသေကိုလောကကြီးဆိုတာတခြားလောကလားဟောဒီခန္ဓာလောကကိုပြောတာလားဒုခန္ဓာကြီးပြက်နေလားမပြက်နေဘူးလားပြက်တယ်နော်ပြက်တယ်ထိုင်ရင်စက္ကန့်တိုင်းမှာဟောဒီခန္ဓာကိုယ်ကြီးပြက်စီးနေတော့တာဒါပေမဲ့တို့တွေကမေ့နေတာလေမြတ်စွာဘုရားလက်ထက်ကနတ်သားတစ်ပါးအညတရဒေဝတာအမိမထင်ရှားတဲ့နတ်သားတစ်ပါးမြတ်စွာဘုရားတန်ချင်းကပ်ပြီးတော့ပရိသတ်ရဲ့မြတ်စွာဘုရားကိုလောကနဲ့ပတ်သက်တဲ့မေခွန်း၄ခုမေးတော်မူတယ်ကေနတုပါတောလောကောကေနတုပရိဝါရိတောကေနတံလေနာဩဒိနောကိတ္တဒုပါယိတောတတာဗန္နေဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားလောကောလောကကိုဝါတတဝအတိတိကိုကေနအဘေမိသောအရာကပရိဥပါဟတောအမြဲမပြတ်နှိမ့်ဆက်၍နေပါသလဲဘုရားနံပါတ်1မိကုံးကမြတ်စွာဘုရားလောကကိုဘာကနှိမ့်ဆက်နေပါသလဲဘုရားပါတယ်တော့လောကကိုဘာကနှိမ့်ဆက်နေပါသလဲဘုရားနောက်တစ်ခေါက်ပြောဒုတိယမေကုံကဗန္နေဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားလောကောလောကကိုဝါတတဝအတိတိကိုကေနအဘေမြည်သောအရာကပရိဝါရိတောအမြဲမပြတ်ချမ်းရန်နေပါသလဲဘုရားမြတ်စွာဘုရားလောကကိုဘာကချမ်းရန်ထားပါသလဲဘုရားဒုတိယမေကုံပြောကြည့်လောကကိုဘာကချမ်းရန်ထားပါသလဲဘုရားနောက်တစ်ခေါက်တတိယမေကုံးကဗန္နေဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားလောကောလောကကိုဝါတတဝအသီးသီးကိုကေနအပေမိသောအရာကတံပရိသံလေးတော်အမြဲမပြတ်စုဝင်၍နေပါသလဲဘုရားမြတ်စွာဘုရားလောကကိုအပေအရာကစုဝင်၍နေပါသလဲဒုတိယတတိယမေကုံးဆိုကြည့်ပါလောကကိုအပေအရာကစုဝင်နေပါသလဲဘုရားနောက်တစ်ခေါက်ကေလတံလေနာဩဒိနောဗန္နေဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားလောကောလောကကိုဝါတတဝအတိတိကိုကေနတံလေနာအဘေမြည်သောမြားကဩဒိနောစုနေပါသလဲဘုရားတတိယမေကုံသရုဒ္ဓမေကုံကဗန္နေဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားလောကောလောကကိုဝါတတဝအတိတိကိုကိတ္တအဘေမြည်သောအရာကတရာအခါခတ်သိမ့်ဒုပယိတော်လောင်မြတ်၍နေပါသလဲဘုရားသရုဒ္ဓမေကုံကမြတ်စွာဘုရားလောကကိုဘာကလောင်မြိုက်နေပါသလဲဘုရားပြောလောကကိုဘာကလောင်မြိုက်နေပါသလဲ